မတည်မြဲဘူးလေရုံးကန်ရင်နဲ့ဝမ်းတထွားထွဲမမျောလေးနဲ့တနေ့မှနေဝင်ခဲ့စီစဉ်ချမ်းသာကြွယ်ဝနေဦးတဲ့ဒီဝိညာဉ်ကြီးကပိုရေးချီတယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါမတည်မြဲဘူးလေရုံးကန်ရင်နဲ့ဝမ်းတထွားထွဲမမျောလေးနဲ့တနေ့မှနေဝင်ခဲ့စီစဉ်ချမ်းသာကြွယ်ဝနေဘူးတဲ့ဒီဝိညာဉ်ကြီးကပိုရင်ချီတယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနောက်မချသေးကမှဒေချာစစ်စားကျန်တာတို့ရောက်တိုင်းပြန်စင်ပါပြီးကောင်းကြီးသုံးကြပါစေ